ဒီနေ့တော့ chapter 6 session D လေးစပြီပေါ့နော်အဲ့တော့ဒီမေကွန်းလေးကဒါ2026မှာနည်းနည်းလေးပေါ့နော်ဒီပုံစံအသစ်ကလေးပေါ့နော် unseen ပုံစံလေးလို့လည်းပြောလို့ရပါတယ်ဒါပေမဲ့ journal ထဲမှာရှိတယ်เนาะဒီပုံစံလေးက find the general form of the equation of the circle circle ရဲ့ equation ကိုပုံစံလေးကမေးထားတယ်ပေါ့နော် circle equation လေးကိုမှဘာပုံစံနဲ့ဖြည့်ပေးရမှာလဲဆိုရင် general form နဲ့ဖြည့်ပေးရမယ် which passes through ဆိုပြီးတော့ဒီမှာ2မှတ်ပေးထားတယ်ပေါ့နော်အဲ့ဒီ2မှတ်က circle ကဖြတ်သွားတဲ့အမှတ်2မှတ်ဖြစ်တဲ့ကြောင့် circle ပေါ်မှာသူတို့နှစ်ခုကရှိတယ် and ပြီးတော့ which has its center on the line အဲ့တော့ its center ဆိုတာဒီပြောထားတဲ့လိုချင်တဲ့ circle ရဲ့ center အမှတ်ဒီ on the line ပေါ်မှာရှိတယ်ဘယ် line လဲဆိုတော့ဒီ line เนาะအဲ့တော့ဒါကဘာလဲဆိုတော့ line ရဲ့ equation အဲ့တော့ set wine တစ်ခုရဲ့ equation ကိုမေးတယ်အဲ့ဒီ set wine ရဲ့ center အမှတ်ကဘယ်ပေါ်မှာရှိလဲเนาะဒီလိုဖြစ်ချင်လဲဖြစ်မယ်ဒီလိုမျိုးစောင်းနေတာလည်းဖြစ်မယ်ပေါ့နော်အဲ့တော့ center အမှတ်ဒီ line တစ်ခုပေါ်မှာရှိတယ်အဲ့ဒီ line အမှတ်ဒီဘယ်အမှတ် line equation ဒီဘာ equation လဲဆိုတော့ x + 2y = 0ဒါဆိုရင်ဒီ center ရဲ့အမှတ်ကိုဆရာမတို့ကဘာနဲ့ထားလဲဆိုရင် h ရဲ့ k ရဲ့နဲ့ထားတယ် center အမှတ်ကို h, k နဲ့ထားတယ် x တန်ဖိုးက h, y တန်ဖိုးက k ဒါဆိုရင်ဒီနေရာမှာရှိတဲ့ x နေရာမှာ h တွင်းလို့ရပြီးတော့ y နေရာမှာ k ထည့်လို့ရပြီဒါဆိုဒီကနေ equation တစ်ချောင်းဆရာမတို့ထွက်မယ်နော် center ဒီဒီ line ပေါ်မှာရှိတဲ့အတွက်ဆိုပြီး equation တစ်ချောင်းရလာမှာပေါ့နော်ပြီးရင်နောက်ထပ်တစ်ခုကကြတော့ circle equation ကနေပြီးတော့မှဆရာမတို့ကဒီအမှတ်2မှတ်ကဒီ circle ကဖြတ်သွားပါတယ်လို့ပြောတဲ့ကြောင့်ဒီ2မှတ်ကိုလည်းဆရာမတို့ယူသုံးရမယ်ဒါက x တန်ဖို့ဒါက y တန်ဖို့ဒါနောက်ထပ် x တစ်မှတ်ဒါနောက်ထပ် y တစ်မှတ်equation အဲ့မှာရှင်းလို့ရမယ်ပေါ့နော်ညှိပြီးတော့အဲ့တော့အရင်ဆုံးဆရာမကဒီ equation center line ကဒီအမှတ်ပေါ်မှာရှိတယ်ဆိုတဲ့အချက်ကလေးကိုရေးခြင်းတော့ sin center h, k ဒီ is ဖြစ်ပါတယ် on the line x + 2y = 0အဲ့တော့ဒီအမှတ်မှာရှိဖြစ်တဲ့အတွက်ကြောင့် h + 2k = 0ဆိုပြီးတော့ဒါ equation လေးတစ်ခုရသွားပြီဒါလေးကိုဆရာမ equation နံပါတ်1လို့နာမည်ပေးခဲ့မယ်ပေါ့နော်အဲ့ဒါပြီးရင်နောက်ထပ် circle ရဲ့ equation လေးstandard form လေးနဲ့သုံးလိုက်မယ်ပေါ့နော် standard form equation of the circle minus h the whole square plus y minus k the whole square = r square အဲ့တော့ circle ကဖြတ်သွားပါတယ်ဆိုတော့ဒီနှစ်မှတ်ကိုသုံးမယ် at 2, y ဆိုတဲ့အမှတ်ကလေးမှာ x နေရာမှာ2လေးသွင်းလိုက်တယ် y နေရာမှာ4လေးဆရာမသွင်းလိုက်မယ် at x နေရာမှာ1, -3 x နေရာမှာ1လေးသွင်းလိုက်မယ် x နေရာမှာ1သွင်းလိုက်တယ် y နေရာမှာ -3 သွင်းလိုက်တယ် -k the whole square = r square အဲဒီလိုလေးရမယ်เนาะအဲ့တော့ညီမချင်းနှစ်ခုကနေဆရာမကဒီဘက်မှာလဲ right hand side မှာလဲ r square ဒီဘက် right hand side မှာလဲ r square ဖြစ်တဲ့အတွက်ကြောင့်အဲ့ညီမချင်းနှစ်ခုကို r square ညီတဲ့အတွက် left hand side နှစ်ဖက်ကိုလည်းညီလိုက်ပြီထို့ကြောင့် x - h the whole square plus 4 - k the whole square = 1 - h the whole square plus -3 - k the whole square ဒီလိုလေးညီချလိုက်ပြီဒါဆိုဆရာမတို့ဒီကနေ h ရယ် k ရယ်ပါတော့ equation တစ်ချောင်းထပ်ထွက်လာမယ်အဲ့တော့အပေါ်မှာရထားခဲ့တဲ့ h နဲ့ k နဲ့ပဲပါတဲ့ equation တစ်ချောင်းရယ်အခုရှင်းလိုက်လို့ရလာမယ့်တစ်ချောင်းရယ်ဆိုရင် two unknown two equation နဲ့ဆရာမတို့လိုချင်တဲ့အဖြေကထွက်လာပြီနော်ကဲဒါဆိုတော့ဒါလေးကိုဖြတ်မယ်ရှေ့ကိန်းနှစ်ထပ်ဆိုတော့2ကို2ထပ်တင်တော့4 h ကို2ထပ်တင်တော့ h square ရှေ့ကိန်းနောက်ကိန်းမြောက်ချင်းရဲ့2ဆဆိုတော့ 4h ဒါကအမြဲတမ်းအပေါင်းဒါကခွင်းရလက္ခဏာ plus ရှေ့ကိန်းနှစ်ထပ်ဆိုတော့4နှစ်ထပ်ဆိုတော့16နောက်ကိန်းနှစ်ထပ်ဆိုတော့ k square ရှေ့ကိန်းနောက်ကိန်းမြောက်ချင်းရဲ့2ဆဆိုတော့ 8k ဒါကအမြဲတမ်းအပေါင်းဒါကခွင်းရလက္ခဏာ equal မှာ1ကို2ထပ်တင်တော့1 square ဆိုတော့1ပဲရှေ့ကိန်းနှစ်ထပ်က1ပဲနောက်ကိန်းနှစ်ထပ်က h square ရှေ့ကိန်းမြောက်ကိန်းနှုတ်ချင်းမြောက်ချင်းရဲ့2ဆဆိုတော့ 2h ဒါကအမြဲတမ်းအပေါင်းဒါမှခွင်းရလက္ခဏာ plus ရှေ့ကိန်းနှစ်ထပ်ဆိုတော့ -3 ကို2ထပ်တင်တော့9နောက်ကိန်းနှစ်ထပ်ဆိုတော့ k ကို2ထပ်တင်တော့ k square ရှေ့ကိန်းနောက်ကိန်းမြောက်ချင်းရဲ့2ဆဆိုတော့ -3 လေးနဲ့ k နဲ့မြောက်လိုက်ပြီးတော့2ဆယူမှာပေါ့နော်အဲ့တော့ -6k เนาะဒါလေးကမှားတတ်တယ်เนาะသတိထားပေးပါလက္ခဏာလေးအဲ့တော့ -6k ဒါကတော့အမြဲတမ်းအပါအဲ့တော့ညီမချင်းဟိုဘက်ဒီဘက်ဆရာမတို့ခြေမယ်ပေါ့နော်အဲ့တော့ဒီဘက်ချမ်း x square နဲ့ဒီဘက်ညီမချင်းက x square နဲ့ခြေမယ်ဒီဘက်ချမ်း k square နဲ့ဒီဘက်ညီမချင်းက k square နဲ့ခြေမယ်အဲ့တော့ဒီဘက်မှာ -4h ဒီဘက်မှာ -2h ရှိတယ်ဒီဘက်မှာ -8k ဒီဘက်မှာ -6k ရှိတယ်တစ်ဖက်ထဲကိုစုမယ်
constant တန်ဖိုးကိုညီမျှချင်းဒီဘက်ကိုစုမယ်ပေါ့နော်အဲ့တော့ဆရာမဟိုဘက်ဒီဘက်စုလိုက်ပါမယ်အရှိရဟာနေဆက်ပြီးတော့ပေါ့နော်အဲ့တော့ဘယ်လိုရမလဲဆိုတော့ -4h ကိုဒီဘက်ကလာတဲ့ -2h က +2h ဖြစ်သွားပြီဒီဘက်ချက်မှာ -8k ရှိတယ်ဟိုဘက်ကလာတဲ့ -6k ဖြစ်သွားမယ် +6k က equal to ဒီဘက်မှာကနှစ်ခုပေါင်းလိုက်တော့10ရတယ်ပေါ့နော်9နဲ့1နဲ့ပေါင်းလိုက်တော့10ရတယ်ဒီဘက်က16ရယ်4ရယ်ပေါင်းလိုက်တော့20ရတယ်20ကဒီဘက်ကိုရောက်တော့ -20 ဖြစ်သွားမှာနော်အဲဒီလိုလက္ခဏာလေးတွေသတိထားပေးပါအဲ့တော့ -4h နဲ့ -8k နဲ့ -4h နဲ့ +2h နဲ့နော်ပေါင်းမယ်လက္ခဏာမတူတော့နှုတ်လိုက်တော့ 2h ကကြည့်တော့ တက်မယ်ပြီးရင် -8k နဲ့ -6k နဲ့လက္ခဏာတူတော့ပေါင်းမယ် -14k equal to ဒီဘက်ကဟာ -10 ဆိုပြီးတော့ရမယ်ဒါလေးကိုဆရာမကဏ္ဍလေးတွေခြေလို့ရတာမို့လို့ဘာနဲ့စားလိုက်မှာလဲဆိုရင်2နဲ့စားလိုက်မယ်နော်2နဲ့စားလိုက်မယ်2နဲ့စားလိုက်တော့ -h + 7k လက္ခဏာမချဲဘူးเนาะဆရာမ2နဲ့ပဲစားတာဆိုတော့ -h -2k -7k နှစ်ခုနဲ့လေး14ပြီးတော့ -5 ဆိုပြီးတော့ equation number 2ဆိုပြီးတော့ရမယ်။ဘာလို့ဆရာမဒီမှာ -2 နဲ့မစားဘဲနဲ့2နဲ့ပဲစားတာလဲဆိုဆရာမရဲ့ equation number 1ကအပေါင်း h ဖြစ်နေလို့တခါတည်းပဲသူတို့နှစ်ခု adding လောက်လိုက်ခြင်းအပြင်เนาะဒါရသွားပြီ adding equation ဘာနဲ့ကိုပေါင်းမှာလဲဆိုတော့1နဲ့2နဲ့ကိုပေါင်းမယ်ဒါဆိုရင်ဆရာမ h နဲ့ h နဲ့ကကြည်သွားပြီ h - h ဆိုတော့ကြည်သွားပြီဒီဘက်မှာက +2k ဒီဘက်မှာ -7k ဆိုတော့ -5k ရမယ် equal to ဒီဘက်ချမ်းက0နဲ့ -5 နဲ့ဆိုတော့ -5 အဲ့တော့ဒါဆိုရင်ဆရာမတို့အဖြေလေးက k equal to ငါသွားစားလိုက်တော့1ဆိုပြီးတော့ answer လေးထွက်မယ်အဲ့တော့ k တန်ဖိုး1လေးကို substitute အစားသွင်းပါမယ်ဘယ်မှာသွင်းမှာလဲဆိုကြိုက်တဲ့စီမှာသွင်းလို့ရတယ်ဆရာမ equation number 1မှာပဲသွင်းလိုက်မယ်ဒါဆိုရင် h + 2k ဆိုတော့ 2k နေရာမှာ1ထည့်လိုက်တယ် equal to 0အဲ့တော့ h is equal to -2 ဆိုပြီးတော့ရမယ်ဒါဆိုဆရာမကစင်တာအမှတ်ဖြစ်တဲ့ h တန်ဖိုးရယ် k တန်ဖိုးရယ်ရသွားပြီးတော့ဟုတ်တယ် circle equation ရေးဖို့ရအတွက်ကr² တန်ဖိုးလိုသေးတယ်ဒါဆို r² တန်ဖိုးရှာဖို့အတွက်ကိုဆရာမ equation လေးထည့်မယ်ပေါ့နော်ဒီ standard form equation of the circle နေရာမှာ h နေရာမှာရလာတဲ့တန်ဖိုးထည့်မယ် k နေရာမှာရလာတဲ့တန်ဖိုးထည့်မယ်ပြန်ပြီးတော့ရေးလိုက်မယ်နော်အဲ့တော့ h minus h တန်ဖိုးကဆရာမတွက်လို့ရလာတာ-2ဆိုတော့ဆရာမ +2 လို့ရေးလိုက်မယ် square plus y ကဆရာမရလာတာ k က1ဆိုတော့-1 the whole square equal to r square ဒါက circle ရဲ့ equation အဲ့မှာဆရာမ r square ရဖို့အတွက်ကိုအမှတ်တစ်မှတ်သွင်းရမယ်ပေါ့နော်ဘယ်အမှတ်ကိုသွင်းရမလဲကြိုက်တဲ့အမှတ်ကိုသွင်းလို့ရတယ် circle ပေါ်မှာရှိတဲ့မြည်သည့်အမှတ်မဆိုသွင်းလို့ရတဲ့အတွက်ကြောင့် 2,4 ပေးချက်ကပေးထားတဲ့အမှတ်ကိုလည်းသွင်းလို့ရတယ် 1, -3 ကိုလည်းသွင်းလို့ရတယ်ဒါကြောင့်ဆရာမ 2,4 အမှတ်မှာဆိုပြီး 2,4 မှာသွင်းလိုက်မယ် h နေရာမှာ2ထည့်တယ် y နေရာမှာ4ထည့်တယ်ပြန်စစ်ရလဲသိအောင်လို့သွင်းပြပါเนาะအဲ့တော့2ရပေါင်းတော့4နဲ့ထက်က16 4တွေက1ကိုနှုတ်တော့3နဲ့ထက်က9ညီမချင်း r square ပေါ့အဲ့တော့ဒါဆို25ရမယ် r square equal to 25ဒီကနေ r ကိုဆက်ရှာလို့ရှိရင်5ပေါ့เนาะအဲ့ဒါဘာလို့လဲဆိုတော့ r တန်ဖိုး-5ဒီ impossible ဖြစ်နေတဲ့အတွက်เนาะတကယ်တော့ဆရာမတို့ r မလို့ r square ပဲလို့တာ equation ရေးတဲ့အခါမှာထို့ကြောင့်circle equation က h + 2 the whole square plus y - 1 the whole square equal to 25ဆိုပြီးတော့ရမယ်ဒီမှာရင်ပြီးပြီလားဆိုတော့မပြီးသေးဘူးဆရာမတို့မေးတာဒီ general form ဖြစ်တဲ့အတွက်ကြောင့်မို့လို့ general form ကိုဆက်ရှာမယ် general form equation of the circle ဆရာမလို့အတူကောက်မရေးပါနဲ့เนาะဆရာမဒါမြန်ကျင်လို့အတူကောက်ရေးလိုက်တာရှေ့ကိန်းနှစ်ထပ်တင်မယ် h square နောက်ကိန်းနှစ်ထပ်တင်မယ်4ရှေ့ကိန်းနောက်ကိန်းမြောက်ချင်းရဲ့နှစ်ဆ 2h ဒါကအမြဲတမ်းအပေါင်းဒါကခွင်းနေရလက္ခဏာရှေ့ကိန်းနှစ်ထပ်တင်မယ် y နှစ်ထပ်နောက်ကိန်းနှစ်ထပ်တင်မယ်1ရှေ့ကိန်းမြောက်ကိန်းရဲ့နောက်ချင်းရဲ့နှစ်ဆ 2y ဒါကအမြဲတမ်းအပေါင်းဒါကခွင်းနေရလက္ခဏာညီမချင်းတစ်ဖက်မှာဆရာမက0နဲ့ထားချင်တာမို့လို့25ကိုဒီဘက်ကိုပို့လိုက်ပြီဒါဆိုရင်ဆရာမရဲ့ equation က h square plus y square plus 2h minus 2y 4ရဲ့1ရဲ့ပေါင်းတော့5ကအပေါင်း5ဒီဘက်ကအနှုတ်25ဆိုတော့အနှုတ်20ကျန်မယ်ညီမချင်း equal to 0ဒါကြီးကိုဒီမှာလဲ2ရှိတယ်ဒီမှာလဲ2ရှိတယ်ဒီမှာလဲ20ရှိတယ်ဆိုပြီးတော့နှစ်တွေနဲ့လိုက်ပြီးတော့မစားပါဘူးဘာလို့လဲဆိုတော့ဆရာမတို့ဒီမှာ h square ရှိမှာလက္ခဏာကcoefficient တန်ဖိုးက1ဖြစ်နေပြီဆိုတော့ဒီအဆင့်မှာပဲဆရာမထားခဲ့ပါပြီရက်ခဲ့ပြီပေါ့နော်မရှင်းတော့ပါဘူးက
ကဲဒါဆိုရင်ဒီပု္ပ္ပစာလေးရမယ်လို့ထင်တယ်ဒါဂျာနယ်2026ဂျာနယ်မှာပုံစံတူလေးပါတယ်ပေါ့နော်ပုံစံတူလေးရှိတယ်ဒါကနည်းနည်းပိုရှင်းသေးတယ်နော်ဂျာနယ်တွေက equation နည်းနည်းတောင်ပိုရှုပ်သေးတယ်လို့ထင်ရတယ်နော်O question channel လေးတွေကို join ချင်ရင် Telegram group ကနေလာရောက်ဆက်သွယ်ပေးလို့ရပါတယ် channel တစ်ခုချင်းစီ chapter တစ်ခုချင်းစီကိုလည်း join လို့ရတယ်လို့ all chapter လည်း join လို့ရပါတယ် chapter အစုံလိုက်ပေါ့နော်17ခန်းလုံးကို join မယ်ဆိုရင်လက်ဆောင်အနေနဲ့ဆရာမက chapter 5ဒီ journal ပေါ့နော် journal ကိုရှင်းပြပေးထားတဲ့ channel ကို video file တွေရှင်းပြပေးထားတာတင်ထားတဲ့ channel ကိုအလကား free join ခွင့်ပေးထားပါတယ်2024 2025 2026 journal 3အုပ်စလုံးရဲ့ဒီ chapter 5 only ပေါ့နော်အဲ့ channel လေးဖွင့်ထားတဲ့အတွက်အဲ့ဒါလေးကို free ထည့်ပေးမှာပါအခန်းအားလုံး join ရင်ပေါ့နော်ဒီ question channel ကလည်းအခန်းလိုက်ကိုဒီ3နှစ်လုံးစာအတွက်ကိုဆရာမ video file တွေတင်ပေးတာမို့လို့နောက်လာမဲ့2029 2028တွေ question တွေထွက်လာပြီဆိုလို့ရှိရင်လည်းဆရာမအဲ့ channel မှာပဲထပ်ပြီးတော့တင်ပေးသွားမှာမို့လို့ guide ဆရာမတွေလေးလာနေတဲ့သူတွေအတွက်ဆိုရင်အများကြီးအဆင်ပြေတယ်เนาะဘာလို့လဲဆိုတော့နှစ်တိုင်းဆရာမတစ်ခါဝင်ပြီးတာနဲ့ဒီမှာပဲဆက်ပြီးတော့တင်ပေးသွားတာမို့လို့ပေါ့เนาะအဲ့တော့လိုချင်တဲ့ join ချင်တဲ့ clay တွေ guide ဆရာမတွေဆရာမရဲ့ account လေး Telegram account လေးမှာလာရောက်ဆက်သွယ်လို့ရပါတယ်2339 9439ပေါ့เนาะဖုန်းနံပါတ်လေးอ่ะဆရာမဒီဗီဒီယိုအောက်မှာလဲ Telegram scan ဖတ်ဖို့လေးတင်ပေးထားပါမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်